ဒီနေ့အတွက်ခုနှစ်ရက်သားမီးအားလုံးတို့ရဲ့တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့တဲတော်ကံကြမ္မာနမိတ်ရရွှေခွက်ရှစ်ခွက်ကိုကြောခိုင်းသွားတဲ့ရသရဲ့သင်္ကေတဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဟာအလွဲချော်မှုတွေလွဲချော်တတ်တာကိုဂရုစိုက်တင်ပါတယ်။လူရင်းနေနဲ့ကြောခိုင်းသွားတာသဘောထားခွဲသွားတာဖြစ်တတ်တယ်။တိရိစ္ဆာန်ညှိနှိုင်းလာတဲ့ကိစ္စတွေလွဲချော်သွားတတ်တယ်။မိတ်ဆွေအနေနဲ့ဒီနေ့မှာအလွဲချော်တွေမဖြစ်ဖို့အတွက်ကတော့မနေ့စောစောစွန့်ငံဘုံကြီးကိုမျက်နှာသုံးပေါ်ကညီညွတ်ရောင်လေးတစ်ခုလှူဒန်းလိုက်ပါခင်ဗျာ။ဒီနေ့အတွက်မျက်နှာပန်းပွင့်စမ်းပွင့်လက်ပွင့်ကံပွင့်မှုတို့အတွက်ကတော့မိတ်ဆွေများအနေနဲ့မနေ့စောစောမျက်နှာသစ်ပြီးတဲ့အခါမှာမျက်နှာသုံးဘဝအသစ်ကိုစတင်အသုံးပြုလိုက်ပါသို့မဟုတ်စရုတာဝအသစ်နဲ့မျက်နှာသုံးပါခင်ဗျာဒီနေ့မှာအကျိုးပေးတဲ့အယောင်တွေကတော့နှင်းစီရောင်ပန်းနူရောင်အယောင်ဖြော့ဖြော့အယောင်နဲ့ဆက်နေအယောင်ပျော့ပျော့မျိုးတွေဟာအကျိုးပေးတဲ့အယောင်တွေဖြစ်ကြပါတယ်ဒီနေ့ရှောင်ကျဉ်ဖို့လို့အတွက်ကတော့မိတ်ဆွေများအနေနဲ့ပရိဘောဂပစ္စည်းတွေဝယ်တာစပွဲခုံကလထိုင်ဝယ်တာအိမ်ရဲ့ကြမ်းကင်းတွေပြင်ဆင်တာအိမ်အစားအုပ်စတင်မှုအတွက်စီစဉ်တာမျိုးတွေရှောင်ကျဉ်သင့်ပါတယ်မလွဲမရှောင်သာဆောင်ရွက်ရမယ်ဆိုရင်တော့မွန်းလွဲကြော်လွန်မှသာဆောင်ရွက်ပါခင်ဗျာဒီနေ့တနင်္ဂနွေနေ့ကနေစပြီး9ရက်တာကာလအတွင်းတနင်္ဂနွေသားမိတွေရဲ့ကံအခြေအနေကတော့အခက်အခဲတွေကိုရုံးထွက်ရတဲ့အချိန်ဖြစ်ပါတယ်လူမောစိတ်မောပင်ပန်းရတဲ့ကာလလေးကိုဖြတ်သန်းရတတ်တယ်ဒီ9ရက်အတွင်းမှာတနင်္ဂနွေသားမိတွေဟာငွေအလေလွင့်နေများတတ်တယ်အောက်လက်ငယ်သားဒေါ်လာတတ်တယ်ကိုနဲ့ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နေတဲ့ကိစ္စတွေအတွက်အထင်ငေါ်ခက်ခဲဖြစ်တတ်တယ်လူမျိုးကြားတိုင်းရင်းသားနယ်စပ်နိုင်ငံခြားအကျိုးပြုမယ်ပစ္စည်းအဟောင်းတွေထွက်ပြီးတော့အသစ်တွေဝင်တတ်တယ်လျှက်စစ်ပစ္စည်းအဖို့တန်ပစ္စည်းရတတ်ပါတယ်တနင်္ဂနွေသားမိတွေဒီ9ရက်အတွင်းကံထူးကောင်းမှုကတော့မနေ့တိုင်းနန်းကြီးသုတ်တပွဲမြတ်စွာဘုရားရှင်ကိုစွန့်တော်ကတ်ထူပြီး9ရက်အတွင်းအဋိဌံပြုဆုတောင်းလိုက်ကြပါခင်ဗျာဒီနေ့အတွက်9ရက်သားမိအားလုံးတို့ရဲ့တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့တဲတော်ကံကြမ္မာနမိတ်ရရွှေခွက်ရှစ်ခွက်ကိုကြောခိုင်းသွားတဲ့ရသရဲ့သင်္ကေတဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဟာအလွဲချော်မှုတွေလွဲချော်တတ်တာကိုဂရုစိုက်တင်ပါတယ်လူရင်းနေနဲ့ကြောခိုင်းသွားတာသဘောထားခွဲသွားတာဖြစ်တတ်တယ်တိရိစ္ဆာန်ညှိနှိုင်းလာတဲ့ကိစ္စတွေလွဲချော်သွားတတ်တယ်မိတ်ဆွေအနေနဲ့ဒီနေ့မှာအလွဲချော်တွေမဖြစ်ဖို့အတွက်ကတော့မနေ့စောစောစွန့်ငံဘုံကြီးကိုမျက်နှာသုံးပေါ်ကညီညွတ်ရောင်လေးတစ်ခုလှူဒန်းလိုက်ပါခင်ဗျာ